အပိုင်း1ငွေသေးနှရွှေတုံးကာထာဖိုးလာပြတယောက်ဝက်စာကွက်ဆေးရနဲ့စိတ်ကူးရနေတော့ခြံစည်းရိုးနားကနေငနီနဲ့ကြော်ကြီးတို့ရောက်လာကြပါတယ်ငနီကသူ့ရဲ့ပစိုးကားပုံစံနဲ့ကနေတကူကူကိုထုတ်ပြတော့မဲ့ပုံစံနဲ့အလောတကြီးပြောလိုက်တာကဟိတ်ကောင်ဖိုးလာပြလာခဲ့စမ်းပါငါတို့တောဆာမှာမွေဟောက်တဲတကောင်တွေးထားတယ်တဲ့ကြော်ကြီးကလည်းဘေးကနေထောက်ခံချက်ပေးတာပေါ့ဟုတ်တယ်ဖိုးလာပြအဲ့ဒီမွေသေးကိုမီမြုပ်ပြီးရွှေနှန်းကြော့ကာထားရွရင်မနှက်ထန်ကြရွှေတုံးထော်လာမှာတဲ့ငါတို့တော့ချမ်းသာပြီခွာလို့မျက်လုံးအဝိုင်းသားနဲ့ပြောချတယ်ရွှေတုံးဆိုတဲ့စကားလုံးကိုကြားလိုက်ရတော့ဖိုးလာဖြစ်မျက်လုံးတွေဟာအယောင်တောက်သွားပါတော့တယ်သူသာချမ်းသာသွားရင်ဒေါ်ကြီးရဲ့အိမ်မှာကတ်နေစရာမလိုတော့မဟုတ်လားဒါတဲ့ဖိုးလာဖြစ်ဟာအိမ်ထဲကိုအမြန်ပြေးဝင်ပြီးဘိုးဘွားပိုင်ကျန်းစာကိုစုပ်ကြီးကိုပစိုးချညံ့လို့၃ယောက်သားဒေါ်ဆက်ကညောင်ပင်ကြီးစုကိုပြေးကြပါတော့တယ်ဒေါ်ဆက်ရောက်တော့ကြော်ကြီးကတူးထားတဲ့ဂျင်းသေးကိုငွေသေးကြီးထည့်လိုက်ပါတယ်ဖိုးလာဖေကလည်းဆရာကြီးဆိုင်နဲ့စားအုပ်ကြီးကိုဖွင့်မျက်လုံးကိုမိတ်နေပေါက်ကရဲ့ကြိုက်သားတွေကိုလေးလေးနဲ့ဇွတ်ပါတော့တယ်ဟိုးဖေရမွေကြီးကရွှေဖြစ်မဖြေရင်လဲငါတို့ဝတ်စာကွက်ဆေးရတဲ့ဘဝကလွတ်ပါစေဟိတ်ဖူးဆိုပြီးမမ်းမှုလိုက်တဲ့အချိန်မှာပဲထူးဆန်းတဲ့တစ်ခုဖြစ်သွားတယ်ဗျာဂျင်းထဲကမွေသေးကြီးကရွှေတုံးမဖြစ်လာပဲတဖြည်းဖြည်းလှုပ်လာပါလေရောငနီကအော်တာပေါ့ဟာဆရာကြီးဖိုးလာဖြစ်မင်းကာထားကအစွမ်းထလိုက်တာမွေကြီးကရွှေဖြစ်ဖို့အသက်ဝင်လာပြီထင်လဲတဲ့ဒါပေမဲ့ခဏနေတော့မွေကြီးကဂျင်းထဲကနေခေါင်းထောင်ပြီးဟောက်ပါလေရောတကယ်တော့အဲ့ဒီမွေကတေးနေတာမဟုတ်ပဲနေပူစားလုံရင်းအိပ်ပျော်နေတာဗျာဂါထာတန်တွေကြောက်တော့မှနိုးလာတာပေါ့မွေဟောက်ကြီးက၃ယောက်သားကိုလှဲ့ကြည့်ပြီးပါပင်ကြီးထောင်ပြလိုက်တဲ့အချိန်မှာတော့ဆရာကြီးဖိုးလာပြီးရောငနီနဲ့ကြော်ကြီးပါအသက်ကိုဖွားနဲ့ထပ်ပြီးရွာဦးအထိမရက်မနာပြေးကြရပါတော့တယ်ရွှေတုံးရမယ့်အစားမွေဟောက်အလိုက်ခံရတဲ့သူတို့၃ယောက်ရဲ့ပထမဆုံးစွန့်စားခန်းကတော့တရွာလုံးအတွေ့ရဲစရာကြီးဖြစ်သွားပါတော့တယ်